ချက်ချင်းမေးမယ်ချက်ချင်းဖြေနော်လက်ရွေးစင်တမန်တော်သခင်ဖျားကိုယ်တိုင်ရွေးခဲ့တဲ့လက်ရွေးစင်တမန်တော်ကြီး12ပါးထဲမှာဘယ်အပါးကသခင်ဖျားအတွက်အရင်ဆုံးသေပေးခဲ့လဲစာအုပ်ဖတ်ပြီးကြည့်တာပေါ့နော်ပြောနိုင်တာဘာသူချက်ချင်းမဖြေနိုင်ဘူးနော်ဘာသူလဲ James တမန်တော်ကြီး James ဖျားစကားလက်တက်လို့ပြောတာလည်းမတက်ကြသူ့အကြောင်းကကျမ်းမှတ်တမ်းအရာကိုရာဇဝင်မှတ်တမ်းအရာကိုအများကြီးမရှိဘူးအဲ့တော့အပါအကြောင်းနဲ့နည်းနည်းလေးတွဲပေးမယ်ဂိတ်ဆောင်ခဲ့တဲ့ဥစုစေသိလားအပါအဖေလေအေး तू ကလှေဦးစီးပေါ့နော်အပါတော့ပေါက်ဆက်လေးပေါ့လှေထိတ်မှာပေါ့အေယော်ဒီမြက်မှာငါတလောက်ပိုက်ကငါတလောက်ပိုက်ကဒီလိုလှိုင်းလို့ပေါ့နော်ဒီလိုလေးသွားတာပေါ့နော်မြက်ကန့်လာပေါ့နော်အလေလေးရောက်တော့ပိုက်ကိုမရောက်ခင်အလေရောက်တဲ့တနေရာမှာအဲ့လိုဒီလိုမျိုးလေးလှိုင်းလို့သွားနေတဲ့ပိုက်ကဒီလိုဖြစ်သွားတယ်ပိုက်ဘောတွေအကုန်မြုပ်ကုန်တယ်ဒီလိုဖြစ်ပြီးတော့မြုပ်ကုန်အော်ထင်တာတော့ဗောနော်တားဖတ်နှစ်ယောက်ကြောက်တာထင်တာကဟိုမြက်အောက်ကအပင်တွေပါပြီးမျောတတ်တယ်လေရေစီးနဲ့လေအထက်ရက်ကနေအောက် ground ကနေသွားပြီးမျောနေတဲ့အပင်တွေရှိတာကိုအဲ့ဒါနဲ့ညှိတယ်လို့ထင်တာနောက်တော့ဘောတွေကပြန်ပေါ်လာနောက်ပြန်မြုပ်သွားကံဖေးကကြည့်နေတဲ့အဖိုးကြီးဟေးအဲ့ဒါငါတဲ့တို့လှမ်းអော်တော့တို့သားဖန်နှစ်ယောက်ကြောက်နေလေဘေးမြစ်ထရလှေတွေကိုလှမ်းခေါ်တာငါကြီးကိုငါကကြီးလွန်အကြီးလို့အဲ့ဒီငါကိုလှေ၄စင်းနဲ့၃၄စင်းနဲ့ကန်းကိုကပ်ပြီးတော့အဲ့ဒီငါကိုဖမ်းရတယ်ပေါ့နော်အဲ့ဒီငါငမြင်းရဲ့အားနဲ့ချက်ကဘာလဲဆိုတော့သွားသူ့သွားကိုသူအနာမခံဘူးပိုက်ကသူ့သွားနဲ့ညှိတယ်အဲ့တော့ तू ကစက်မယုံတော့ပဲနဲ့ငြိမ်ပြီးတော့လိုက်လာတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ပိတ်တာချိန်ကအချိန်33အပရဲ့အဖေအသက်က34တကယ်လို့ငါရဲ့ပိတ်တာချိန်က35ဆိုအဲ့ငါ့ကိုပြန်လွှတ်ကြတယ်တငါစီကံရဖြစ်ချင်တော့အပရဲ့အဖေကဂိတ်ဆောင်ခဲ့တဲ့အပရဲ့အဖေကအဲ့တော့34ဖမ်းလို့ရတဲ့ငါငမြင်းက33ပိတ်တာအဲ့တော့ရောင်းလို့ရတာပေါ့နော်အဲ့ရစပြီးတော့ကလေးဘွားအတွေ့အကြုံအဲ့ရစပြီးတော့မကြောက်တော့တိတ်မကြောက်တော့ဒီလိုနဲ့အေယာရီမြစ်မှာငါတလောက်ပိုက်ချရင်လည်းအငယ်ဆုံးတက်ငါတရားဒီမှာအငယ်ဆုံးတက်ငါတရားဒီမှာဒီလိုနဲ့တနေ့ရောက်တော့တညရောက်တော့မုံတိုင်းမိတာတညလုံးတယောက်တည်းအဲ့ဒီအတွေ့အကြုံကနေကြောက်စိတ်ကပျောက်သွားတယ်ငယ်လေးတဲ့ခါမှာအသုံးဝင်တာပေါ့နော်တယောက်တည်းဆိုင်ကစီညဘက်စီလည်းဘာမှဖြစ်တော့ဘာမှမကြောက်တော့ဘာတရေမှလည်းမကြောက်ဟုတ်ပြီပြောချင်တာကသခင်ဖျားရဲ့အတွင်းစီးဘယ်နှရောက်လဲအတွင်းစီးဘယ်နှရောက်လဲသခင်ဖျားရဲ့အတွင်းစီး Peter James John အဲ့တော့ခက်မြင်မြန်ပြောမယ်အဲ့ဒီထက်မှာ James ပါတယ်ဒီနေ့ရဲ့ပွဲနေရှင်သူဟာမကြောက်ခဲ့တဲ့လူတစ်ယောက်ဘာလို့လဲတငါတယ်မို့လို့မကြောက်ဘူး Living the next အတဝဆိုတော့ချက်ချင်းလိုက်တာပင်လေကိုကြောခိုင်းခဲ့တယ်အဖေကိုကြောခိုင်းခဲ့တယ်ပိုက်ကွန်ကိုထားခဲ့တယ်ချက်ချင်းညီကိုနှစ်ယောက်လိုက်ခဲ့တယ်ဒါကြောင့်သခင်ဖျားကသူတို့ညီကိုနှစ်ယောက်ကိုစမ်းစော့တန်တာဆိုလို့သုံးတယ်ဘာလဲမိုးကြိုးသားတွေအတိတ်ဘက်ကရဲရင်တယ်မကြောက်ဘူးအဲ့ဒါကိုသခင်ဖျားအစင်းစံပြောင်းလဲတဲ့ခါမှာတမန်တော်ကြီးဂျိမ်းရှိလားရှိတယ်ဂျက်ဆမနီမှာသခင်ဖျားအသေးအံဆူတောင်းတဲ့ခါမှာဂျိမ်းရှိလားရှိတယ်မကြောက်တဲ့လူ3ယောက်ကိုပဲသခင်ဖျားခေါ်သွားတာအဲ့ဒါလေးကိုပြောပြကြလို့သူကတော့ဘာနော်သူရဲ့မွေးတဲ့ခုကတော့မသိရဘူးဒါပေမဲ့သူကိုဟေရိုအဂရိပတ် the first ကဂျူးတွေကျင့်နေအောင်ဆိုပြီးတော့ခရစ်ယာန်တွေကိုမုန်းတဲ့ဂျူးတွေကျင့်နေအောင်ဆိုပြီးတော့သူ့ကိုလေပင်ဖြတ်ပြီးတတ်ခဲ့တယ်တဲ့သူဟာသခင်ဖျားအတွက်ပထမဆုံးသေပေးခဲ့တဲ့တမန်တော်ဖြစ်လာခဲ့ပါတယ်တို့ရအောင်နော်ညီကိုနှစ်ယောက်သခင်ဖျားရဲ့ဘယ်နဲ့ညာမှာတောင်းတော့ယာတုတောင်းတော့တပည့်တွေကကြံတဲ့တပည့်တွေကပွားစီဖြစ်တယ်တို့တွေလည်းအဲ့လိုဖြစ်တတ်တယ်ပေါ့နော်ဘာလို့ယာတုသွားတောင်းရတာလဲအမှန်တကယ်တော့သူတို့ညီကိုနှစ်ယောက်ကသူကတမန်တော်ကြီးလိုဖြစ်တတ်တာပေါ့နော်ရိုးမယ်ဖွဲ့ချင်တာပေါ့အမှန်တကယ်တော့သူတို့ညီကိုနှစ်ယောက်ကသခင်ဖျားနဲ့နီးနီးလေးနေကျင်ခဲ့တာပါသူတို့အလုပ်လုပ်ခဲ့တာတွေဟာဒီတမန်တော်ကြီးရဲ့အလုပ်လုပ်ခဲ့တယ်ကသူက memory နဲ့သွားတာ
မှတ်ထားတယ်အော်သခင်ဘုရားငါတို့နဲ့အတူတူနေခဲ့တော့အဲ့လိုတွေပြောခဲ့တာအဲ့လိုတွေလုပ်ခဲ့တာဒီလိုသာသနာပြုတဲ့အခါမှာအဲ့ဒီ memory အဲ့စိတ်တွေနဲ့သူတို့အလုပ်လုပ်ခဲ့ကြတာဒါကြောင့် memory လို့ပေးထားတယ် What does the will be again? What does the being done or will be done again? There is nothing new under the sun. Ecclesiasticus chapter 1 verse 2 to 11. ဖြစ်ပြီးခဲ့တာပြန်ဖြစ်လိမ့်မယ်လုပ်ပြီးခဲ့တာပြန်လုပ်ရမယ်နေရောင်အောက်မှာအသက်ဆိုတာမရှိပါတဲ့တနေ့ပြီးတနေ့တလပြီးတလတစ်နှစ်ပြီးတစ်နှစ်ကဘာကျိုးဟာသူ့ဟာသူလဲနေသလိုနေမင်းကြီးကိုလည်းလှဲ့လည်နေပါတယ်လူဘဝဟာလေပတ်ချင်းတစ်ခုလို့ပြောနိုင်ပါတယ် It can be said that the life is like a rotation ဘဝဟာလေပတ်နေပါတယ်ဟိုးအရင်တုန်းကဖြစ်ခဲ့တာတွေဟိုးတုန်းကပြောခဲ့တာတွေဟိုးတုန်းကကြားခဲ့တာတွေဟိုးတုန်းကကြုံခဲ့တာတွေဟိုးတုန်းကမြင်ခဲ့တဲ့အရာအလုံးကိုသူမမှတ်မိတော့ဘူးမဟုတ်လားဒါကြောင့်ဘဝရဲ့သင်ခန်းစာတွေကိုထပ်ခါသင်ယူနေရတာပါ The lessons of life are learned over and over again ဒါပေမဲ့ memory တွေမှာတချို့တွေတို့မေ့ပြစ်တဲ့ memory တွေရှိသလိုတို့သိမ်းထားတဲ့ memory လည်းရှိတယ်ပေါ့တမန်တော်ကြီးတွေကတော့သူသိမ်းထားခဲ့တာဟာကောင်းတဲ့ memory ကိုသူသိမ်းထားခဲ့တာမကောင်းတဲ့ memory ရှိခဲ့တယ်ဥပမာသံလူကာ chapter 9 verse 7 to 9 ပဲခေရုတန်ယောဘပစ္စတာကိုခေါင်းဖြတ်တတ်ဖို့အမိန့်ပေးခဲ့တဲ့လောက်ရဲ့အဲ့ဒီ memory အသိစိတ်ဟာသူ့စီပြန်လာပါတယ်သူ့ဘက်ကမေ့ပြစ်လိုက်လို့မရအောင်ဖြစ်သွားတယ်ဥပမာအနေနဲ့ခွက်တော်နဲ့ပတ်သက်သမျှသူကြားရချိန်မှာစိတ်လှုပ်ရှားတယ်ကနာမငြိမ်ဖြစ်သွားတော့တာပဲဒါကြောင့်နံပါတ်1ဖခင်ကိုကျေးဇူးတင်ပါကိုယ့်ဘဝမှာကောင်းတဲ့ memory တွေရှိခဲ့ရင်ပေါ့ For it's a blessing for the good and a hard woman နှွေးထွေးကောင်းမွန်သောအမှတ်တရတွေကိုအဲ့ဒီအတွက်ဖခင်ကိုကျေးဇူးတင်ပါနံပါတ်2အလင်းကျေးဇူးကိုတောင်းခံပါ Ask for God's enlightenment so that we can learn again the lesson that we have forgotten ဘဝမှာမမေ့သင့်ပဲမေ့သွားခဲ့တဲ့သင်ခန်းစာတွေပြန်မှတ်မိအောင်ဖခင်ကိုဆုတောင်းသင့်တယ်နော်ဒုဘဝတွေမှာကောင်းတဲ့ memory တွေအဖေကချစ်ခဲ့တာအမေကချစ်ခဲ့တာတကယ်ချင်းကသစ္စာရှိခဲ့တာအဲ့ဒီကောင်းတဲ့ memory တွေကိုသိမ်းထားပါကိုစိတ်တကြတယ်မစိတ်ပြတ်တဲ့ခါမှာအဲ့ဒီ memory ကိုပြန်ဆွဲထုတ်ပြီးရှေ့ဆက်ပါအာမင်